ဒီနေ့ဗီဒီယိုမှာတော့2026မှာ trend ဖြစ်နေတဲ့ man fashion ကိုမျိုးကြောင့်ပြောပြသွားမှာပဲဖြစ်ပါတယ်။ jacket တွေကတော့အထွေထူးပြောနေစရာမလိုပါဘူး။အပြင်မှာပဲကြည့် social media ပေါ်မှာပဲဖြစ်ဖြစ် jacket တွေနဲ့ styling လုပ်နေရကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဟိုတလောဆို Adidas jacket တွေအရင် popular ဖြစ်သွားသလို local မှာလည်း Burmese Studio လို brand တွေက Fireman Club jacket တွေ Napoleon jacket တွေထုတ်တာကိုတွေ့ရမှာပဲဖြစ်ပါတယ်။2026မှာတော့ crop fit တွေနဲ့ minimalist ဖြစ်တဲ့ design တွေကစားလာပါလိမ့်မယ်။အထူးသဖြင့် leather jacket, crop jacket တွေနဲ့ fan နဲ့ jacket တွေကတော့ must have item ပဲဖြစ်ပါတယ်။ Handy 2025ကောင်လောက်ကနေစပြီး trend ဖြစ်လာတာအခုလက်ရှိရန် popular ဖြစ်နေစေပါအဓိက popular ဖြစ်ရတဲ့အကြောင်းရင်းကတော့ဘယ်လိုရာသီဥတုမှာပဲဖြစ်ဖြစ်ဝေးရတာတသောင်းတသက်ဖြစ်တယ်လို့ styling လုပ်ရမှာလည်းဘယ်လိုပေါင်းမျိုးနဲ့မဆိုလိုက်ဖက်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ Hanley shirt တွေကို brand တွေထဲမှာဆိုရင်တော့ COS နဲ့ Uniqlo တို့ကအခုလက်ရှိ viral ရန်ဖြစ်နေတယ်လို့ local brand တွေမှာဆိုရင်တော့ SIM ဘာမှလို brand တွေအပြင်တခြား local brand တွေလည်း Hanley shirt တွေကိုထုတ်တာကိုတွေ့ရမှာပါအခုလက်တလုံးမှာတော့ wrist slim fit Hanley shirt တွေကအရင် viral ဖြစ်နေတယ်လို့ကိုယ့်ရဲ့ဝေးဗီဒီယိုထဲမှာမရှိသေးဘူးဆိုရင်တော့ massive item list ထဲထည့်ထားတဲ့ shirt တစ်မျိုးဖြစ်ပါတယ်။စင်လူတိုင်းရဲ့ဗီဒီယိုထဲမှာရှိတတ်ပေမဲ့အခု2026မှာတော့ပုံမှန်ထက်ပိုထူးခြားပြီးခေတ်စားလာတဲ့အရာကတော့အစင်းပဲဖြစ်ပါတယ်။ဘောင်းမီမှာပဲကြည့်ကြည့်အင်ကြီးမှာပဲကြည့်ကြည့်အစင်းတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။အထူးသဖြင့် pin stripe band တို့ vertical stripe shirt တို့ stripe knit polo Breton strike တို့ကတော့ပိုပြီး trend ဖြစ်ပါတယ်။အစင်းတွေကတော့ brand မျိုးစုံမှာတွေ့ရှိရပြီးအထူးသဖြင့် Ralph Lauren ရဲ့ polo shirt နဲ့ strike outforce Uniqlo နဲ့ JWL နဲ့ဆိုရင် outforce boxy shirt Zara ရဲ့ pin stripe band တို့ကတော့ social မှာ viral ပိုပြီးဖြစ်ပါတယ်။ local မှာလည်း brand တော်တော်များများမှာလွယ်တကူဝယ်လို့ရတဲ့အတွက်2026မှာတော့ရှိထားသင့်ပါတယ်။ knitwear လူတွေကခုနောက်ပိုင်း street wear တွေထက်အရေးသွေးမြင်ပြီးတက်ရရှိရဲ့ပုံစံတွေကိုပိုပြီးသဘောကျလာပါတယ်။ knitwear တွေကဝယ်လိုက်ရင်လူကြီးလူကောင်းဆန်စီလို့သက်တောင့်တလည်းရှိစေရကြောင်း2026မှာ trend ဖြစ်လာခြင်းဖြစ်ပါတယ်။ knitwear တွေထဲမှာ knit polo လက်ရှိနဲ့ cardigan တွေကခေတ်စားသလို brand တွေထဲမှာဆိုရင်တော့ Our Legacy ရဲ့ mohair cardigan, Stussy ရဲ့ 8 ball mohair knit နဲ့ Uniqlo နဲ့ COS တို့ရဲ့ knitwear တွေကပိုပြီးတော့ trend ဖြစ်ပါတယ်။ high-end luxury brand တွေထဲမှာတော့ Prada နဲ့ Loewe တို့ရဲ့ knitwear တွေက viral ပိုပြီးတော့ဖြစ်ပါတယ်။ local brand ထဲမှာတော့သိပြီးမတွေ့ရတဲ့အတွက်အကယ်လို့များရှိခဲ့မယ်ဆိုရင်တော့ comment ထဲမှာရေးသွားနိုင်ပါတယ်။ sport fashion လွန်ခဲ့တဲ့နှစ်ငယ်စပြီး trend ဖြစ်လာတဲ့ sport fashion ကအခုချိန်ထိလည်း trend ဖြစ်နေတော့မှခုနောက်ပိုင်းလူတွေကကျမ်းမာရေးလိုက်စားပြီးအားစားတွေလုံးမကျင်းနေသွားတဲ့အပြင်ကဘာကြီးကလည်းအရင်ကထပ်ပိုပြီးပူနွေးလာတဲ့အတွက်လူတွေကတက်တောင့်တက်တာပုံစံနဲ့ smart ကြပြီးနေရာဆောင်သွားလို့ရတယ်ဆိုတဲ့အချက်တွေကြောင့် sport fashion က trend ဖြစ်လာခြင်းဖြစ်ပါတယ်။ brand တွေထဲမှာဆိုရင်တော့ Nike, Adidas, Lululemon စတဲ့ brand တွေကတော့အခုလက်ရှိလူကြိုက်များပါတယ်။ loafer quiet luxury နဲ့ old money style တွေခေတ်စားလာတဲ့များ loafer တွေလည်းခေတ်စားလာပါတယ်အထူးသဖြင့် sneaker တွေထက်ပိုပြီး smart ကြပြီးဘလို့ outfit မျိုးနဲ့မဆိုလိုက်ဖက်တဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်။ brand တွေထဲမှာတော့ Gucci, GH-Bass, Prada တို့ရဲ့ loafer တွေကနာမည်ကြီးပြီးတော့ social media ပေါ်မှာလူကြိုက်များတဲ့ brand တွေကတော့ Dr. Martens နဲ့ Haruta ရဲ့ loafer တွေကနာမည်ကြီးပါတယ်။ local မှာတော့ Dr. Martens ရဲ့ 1461 က popular ဖြစ်ပြီးလူကြိုက်ရများပါတယ်။ denim on denim ဂျင်းဝတ်ဆက်တွေက2026မှာဘာလို့ပြန်ပြီး trend ဖြစ်လာသလဲဆိုရင်90ပြည့်နှစ် fashion တွေ Y2K fashion တွေပြန်ခေတ်စားလာလို့ပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ modern utility trend ကြောင့်လူတွေကကြမ်းခံပြီးပဲနေတော့အဆင်ပြေမဲ့ဝတ်စားတွေကိုပိုကြိုက်လာကြတဲ့အတွက်ဂျင်းနေရကြမ်းခံတယ်လို့ဝယ်လိုက်ရင်လည်းခက်မှန်မှ utility look ကိုပေးစွမ်းနိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ brand တွေထဲမှာတော့ classic giant Levi's ရဲ့ classic 501 tracker jacket, Diesel ရဲ့ D-Rise 1978 T Academy တို့က popular ဖြစ်တယ်လို့အခုလက်ရှိ viral ဖြစ်နေတာကတော့ Uniqlo ရဲ့ denim jacket tracker ပဲဖြစ်ပါတယ်။ local brand တွေထဲမှာတော့ Coco Original, Burmese Studio, Resign တို့ကတော့ denim shirt တွေထုတ်ထားတာကိုတွေ့ရပါတယ်။ tiny wedges အခု2026မှာနိုင်ကြီးကြီးဝတ်တဲ့ trend ကုန်သွားပါပြီခုနောက်ပိုင်းနိုင်သေးလေးဘာလို့ trend ဖြစ်နေရလဲဆိုတဲ့အဓိကချက်၃ချက်ရှိပါတယ်။နံပါတ်1ကတော့ vintage နဲ့ quiet luxury ပုံစံတွေကိုလူတွေပြန်ကြိုက်လာလို့ပဲဖြစ်ပါတယ်။နံပါတ်2က comfort ဖြစ်တဲ့ daily အတွက်လည်းအဆင်ပြေတနေ့ကုန်ဝတ်ထားလဲတက်တောင့်တသာရှိလို့ပဲဖြစ်ပါတယ်။နံပါတ်3ကတော့ celebrity တွေကြောင့်ပါပဲ။ဥပမာ Timothy Chalamet လို့ Sally တွေကဝတ်လိုက်လို့လည်းဖြစ်ပါတယ်။ brand တွေထဲမှာဆိုရင်တော့ Cartier, Tan, Vintage, Seiko, Fight တွေနဲ့ Dance Steiner တွေ Longines နဲ့ Omega တို့ရဲ့ classic dress watches တွေကတော့2026ရဲ့အမိုက်ဆုံး item တွေပဲဖြစ်ပါတယ်။အခုမှကိုကနိုင်စဝယ်မဲ့သူတွေဆိုရင်တော့ Seiko ရဲ့ vintage နိုင်တွေကို try ကြည့်သင့်ပါတယ်။ braided bag
အခု2026မှာပြန်ပြီး trend ဖြစ်လာတဲ့ကပတ်ကတော့ braided bag ပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ minimalist look နဲ့ omani vibe ကိုပေးနိုင်လို့ပဲဖြစ်ပါတယ်။ daily look တော့လည်းပေါ့ပါနဲ့ စမတ်ချပြီးတော့ styling လုပ်ရမှာလည်းဘယ်လို outfit နဲ့မဆို styling လုပ်ရတာလွယ်ကူလို့ပဲဖြစ်ပါတယ်။ brand တွေထဲမှာတော့ Hugo Boss, Polo Ralph Lauren နဲ့ Uniqlo တို့က trend ဖြစ်ပြီးလူကြိုက်များနေပါတယ်။တင်ရောအခု2026ရဲ့ man fashion trend တွေထဲမှာဘယ် trend တွေကိုခြိုက်နေတယ်လဲဆိုတာ comment မှာရေးသွားနိုင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။